စာဘလောက်တိမတိမေးတဲ့ပွဲကိုစာမေးပွဲခေါ်တယ်စာမေးပွဲဆိုတာဖြေရင်အောင်တာပိုကောင်းတယ်မအောင်ခဲ့ရင်လဲဝမ်းနည်းစရာမရှိပါဘူးအ ਨੇ ဆုံးတော့အဖိုးမဖြတ်နိုင်တဲ့အတိတွေသိုးခဲ့တာပဲလေအတိများရင်ကံကောင်းရင်စာမေးပွဲဆိုတာဖြေတိုင်းအောင်နိုင်တယ်အတိများဖို့အချိန်ပေးလေ့လာကံကောင်းဖို့ကောင်းတစ်ခုနေ့စဉ်ပြုတဲ့နဲ့လောကမှာဘာမှအလကားမရဘူးဆိုတာသိထားရမယ်ဘဝကိုဆုပ်ယုပ်စေတဲ့ခြေနဲ့လက်ကစင်ကြီးစင်လက်တဲ့ရုပ်နိုင်တဲ့ဝိရိယနဲ့တော့အထက်တန်းဆိုတာမရောက်နိုင်ဘူးတကယ်အောင်ခြင်းတကယ်လုံးမအဟုတ်အောင်လိမ့်မယ်စန္ဒရှိရင်မဖြစ်နိုင်တာမရှိဘူးတဲ့လောက်တိုင်းဖြစ်ရင်ကိုယုံကြည်မှုရှိတယ်ပရောက်ဖြစ်တယ်လောက်တိုင်းမဖြစ်ရင်သိငယ်တတ်တယ်အပြစ်မြင်တတ်တယ်သူများဝမ်းသာချိန်မှာမပြောရတော့ဘူးပေါ့အောင်ခြင်းရင်ကြိုးစားအတိတိုးပွားမှာကတော့အသေးချပါပဲစာမေးပွဲအတွက်ကြိုးစားနေချိန်မှာအထူးမှချင်တာတစ်ခုကတော့မပူနဲ့မပေါ့နဲ့တုဒ္ဒဓမ္မကိုဖြေဖို့လေ့လာရင်းနဲ့ပဲပို့ပြီးတော့နှစ်ချိုက်ထဲဝင်တိမတ်ကြီးနူးမြတ်နူးပေါ့ဗျာအဲ့လောက်ထိဖြစ်လာခဲ့တာကျောင်းကကိုနဲ့အတူတူစာတက်ဖတ်ပေါ့နော်တငယ်ချင်းတွေဆရာလေးတွေလည်းတိုက်တွန်းဖြစ်တယ်သူတို့တခြားတခါတခါမှတွေလည်းတိုက်တွန်းဖြစ်ပါတယ်ဟုတ် BA ရော MA ရော PhD ရောထိသွားဖို့စီရွယ်ထားတဲ့ရှင့်အခွင့်တောင်းမယ်ဆိုလို့ရှင်တော့ PhD ထိသွားချင်ပါတယ်ရှင့်အရင်တော့ကတော့ဒီတိုင်းဘယ်လိုပြောမလဲတရားနာတယ်တလောက်ပဲလို့စနစ်ကျတင်တာမျိုးမဟုတ်ဘူးနောက်ပိုင်းကျမှပြီးတော့မှတင်တန်းနေဝီတိုရီမတင်တန်းနေတက်ရင်လည်းမှစနစ်ကျတက်ပြသွားတယ်အဲ့ဒီကနေမှဒီဘက်ကိုပို့ပြီးတော့ဘာသာရေးကိုလိုက်စားဖြစ်လာတော့ဆရာတော်ရဲ့တရားတွေကိုကျွန်တော်နေတိုင်းနားထောင်ပြီးတော့ဆရာတော်ရဲ့စာအုပ်ကိုလည်းနေတိုင်းဖတ်ပြီးတော့ကိုယ့်ကိုနှုတ်ထုတ်ပြီးတော့မှဖြေခဲ့တာခင်ဗျာသုဒ္ဓဓမ္မဒီပလိုမာ level 1ရော level 2ရော level 3ရောအကုန်လုံးဂုဏ်လုံးနဲ့အောင်မြင်ခဲ့ပါတယ်ရှင်တောင်မဲ့ဖြေတဲ့အချိန်မှာဆရာတော်ကြီးကဘေးကလာပြီးတော့မှပြောပေးနေတယ်လို့ခံစားရပါတယ်ဒီတိဖြစ်ပါတယ်ဒီတိဒုက္ခဧကကတာဖြစ်ပါတယ်